မင်္ဂလာပါတငယ်ချင်းများကျွန်တော်ရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ဗီဒီယိုအသစ်ကိုပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာကျွန်တော်တို့ DeepSeek ကိုသုံးပြီး trading လုပ်မှာပါ။ DeepSeek အခုလည်းဖြစ်နေပြီးဒါကြောင့်သင်တို့ official DeepSeek website ကို check လို့ရပါတယ်။ DeepSeek က version 3ကို launch လိုက်ပြီးအခုလည်းဖြစ်နေပါတယ်။ကျွန်တော်တို့ DeepSeek trading signal bar ကိုသုံးပြီး trading လုပ်နေပါတယ်။ဒီ bar က signals provide လုပ်ပေးပါတယ်။ Okay ကျွန်တော်ကိုယ့် account ထဲဝင်လိုက်မယ်။ပထမဆုံးသင်တို့ကျွန်တော် account balance ကိုမြင်နိုင်ပါတယ်။ကျွန်တော် reload လုပ်နေပါတယ်။ Okay အခု reload ဖြစ်နေပြီ။မြင်လား။အားလုံး live ပါ။အခု DeepSeek သွားကြရအောင်။ဒီနေ့ကျွန်တော်တို့ Indian market မှာ trading လုပ်မှာပါ။ပထမဆုံးကျွန်တော် Indian market ကို select လုပ်ပြီး 1 minute trade အတွက်$100 amount သတ်မှတ်မယ်။ Okay ကျွန်တော် select လုပ်ပြီး get signal ကို click လိုက်ပြီ။ဒီမှာမြင်ရမယ်သင်တို့ new ဖြစ်နေရင်ဒီ link ကနေ new Cotex account တစ်ခုဖန်တီးရမယ် sign up လုပ်ပါ funds deposit လုပ်ပါ DeepSeek bar ကို activate လုပ်ပြီးသူ့ရဲ့ accuracy ကိုကြည့်ပါကျွန်တော်ဒီမှာ click လုပ်နေတယ်သင်တို့အားလုံးကို sign up လုပ်နိုင်အောင်ပါအကယ်၍သင်တို့ wrong paste လုပ်မိရင် error ပေါ်လာမယ် Okay အခုကျွန်တော် corrected paste လုပ်နေတယ်ဒါက signal ပေးနေတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ trade မလုပ်ဘူးကျွန်တော် Indian market and Rust ကို select လုပ်ရမယ် Okay check လုပ်ကြည့်မယ်ဒါနဲ့မဟုတ်ဘူးထပ်စစ်ကြည့်ပါဒီမှာမရှိဘူး Okay invoice မရှိဘူးဒါကြောင့်ကျွန်တော်တခြားဖက်တစ်ခု select လုပ်မယ် Australia ကို try လုပ်ကြည့်မယ် Okay ကျွန်တော် Australia ကို select လုပ်ပြီး Turkey market အားလုံး correct out market ကျွန်တော် click လုပ်တယ်ဒါက1 minute trade အတွက် signal ပေးနေတယ်ကျွန်တော်2 minutes ကိုအစားထိုး select လုပ်မယ် Okay ကျွန်တော်တို့စောင့်နေပါတယ် accuracy ကောင်းတယ်88%ဒါကြောင့်ဒီ trade မှာအနိုင်ရဖို့ high chance ရှိတယ် accuracy check လုပ်ဖို့ဒါက best way ပါတငယ်ချင်းများသင်တို့ဒီ bar ကို use လို့ရတယ် link က video description bar ထဲမှာရှိတယ် check it out ကျွန်တော် good position မှာရှိတယ်ဒါက pump ဖြစ်နေတယ်ဒီ bar က DeepSeek က power လုပ်ထားတယ်ဒါက great ဖြစ်ပြီး free air ပါဒီ bar လည်း free ပါသင်တို့ Codex မှာ sign up လုပ်ပြီး lifetime use လို့ရတယ်bot link ကနေ Cotex account ဖန်တီးပါ verify လုပ်ပါ account နဲ့ bot ကို free forever use လို့ရပါတယ် Okay ဒီ trade မှာအနိုင်ရဖို့စက္ကန့်အနည်းငယ်ပဲကျန်တယ်ကျွန်တော် very good position မှာရှိတယ်ဒါက calculated risk ပါနောက်ဗီဒီယိုအတွက်ကျွန်တော် YouTube channel ကို subscribe လုပ်ပါတငယ်ချင်းများဒီ bot ကို use ရတာ very simple ပါ create a Cotex account ကို click လုပ်ပြီး account ဖန်တီးပါပြီးရင်အနည်းဆုံး$20 deposit လုပ်ပါသင်တို့ရဲ့ကဒီ bar နဲ့ auto activate ဖြစ်သွားမယ်အဲ့ဒီနောက် Cotex ကိုဒီမှာ paste လုပ်ပါသင်တို့ signal စတင်ရရှိမယ် trading ကသင်တို့ရဲ့ life change လုပ်ဖို့ fastest way ပါ most people read small salary အတွက်နေ့ညမပြတ်အလုပ်လုပ်နေရပြီး smart traders တွေက နဲ့ simple strategies သုံးပြီး minutes အတွင်းရောလုပ်တယ်ဟုတ်တယ်ကျွန်တော်အနိုင်ရပြီဒါ great ပါအခု next signal က30 seconds အတွက် down ဖြစ်တယ်ဒါကြောင့်ကျွန်တော်ချက်ချင်း30 second down trade select လုပ်တယ်ဘာဖြစ်မလဲကြည့်ရအောင်ထန်းက update ဖြစ်နေတယ်သင်တို့တစ်ခုချင်း trade အတွက် time select လို့ရတယ်တမင်မှာ fix မဟုတ်ဘူးကျွန်တော် viewer နဲ့ subscribers တွေစီကတဲ့ so many message ရထားတယ်သူတို့ really happy ဖြစ်နေကြတယ်ဘာလို့ဆို huge profit ရတာကြောင့်ပါ best part ကတော့သူတို့အဲ့ဒီပတ်စံတွေကို poor people တွေကိုကူညီဖို့သုံးနေကြတယ်ရိုးရိုးသားသားပြောရရင်ကျွန်တော်ဒါကိုသဘောကျတယ်ဒါက very close call ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီ trade မှာ loss ဖြစ်သွားတယ် Okay ခု2 minutes အတွက် signal ပါကျွန်တော်ချက်ချင်းတခြား trade တစ်ခု place လုပ်ပြီးစောင့်နေတယ်သင်တို့ trading မှာ new ဖြစ်နေရင်ဒီ bar ကို use ဖို့ suggest လုပ်တယ်ဒါက risk free ပါ bot က guidelines ပေးတယ်သင်တို့က trade place လုပ်ရတယ်ဒါက very simple ပါ bot link ကနေ Cotex account ဖန်တီးပါ paste လုပ်ပြီး activate လုပ်ပါလိုအပ်ရင် support ကို contact လုပ်ပါအခုတော့ကျွန်တော်9ခုမြောက် trade က run နေတယ်ကျွန်တော်ဆက်ပြီး trades place လုပ်နေတယ်ဘာလို့ဆိုဒါက next trade ကြီးဖြစ်လို့ပါပထမ trade မှာ loss ဖြစ်ရင်နောက်တစ်ခုနဲ့ recover လုပ်ရမယ်ဒါက dip ပါသင်တို့မိကိုလည်း use ဖို့ suggest လုပ်တယ် stop မလုပ်ပါနဲ့ time waste မလုပ်ပါနဲ့ nick ကို use ပါပထမ trade မှာ loss ဖြစ်ရင်တောင် profit ယူပါ trading မှာ loss ဖြစ်နိုင်တယ်ဒါပေမဲ့ recover လုပ်နည်းကိုနားလည်ရမယ် loss ပြီးရင် stop လုပ်လိုက်ရင် loss ထဲမှာပဲရှိနေမယ်သင်တို့ profit လုပ်ရမယ်ဒါက profit လုပ်ဖို့ကျွန်တော်ရဲ့နောက်ဆုံးဟုတ်ပါကျွန်တော် trades place လုပ်တာကို stop လုပ်ရင် loss ထဲမှာဖြစ်နေမယ်
ကျွန်တော် trading အကြောင်းနဲ့ quick money ရဖို့အကြောင်းအားလုံးကို share လုပ်တယ်။ဒါကြောင့်အခု subscribe လုပ်ပါကျွန်တော် videos တွေကို miss မဖြစ်ပါစေနဲ့။ဒီ video က 2000 view ရောက်ရင် giveaway house လုပ်မယ် subscribers 10ဦးကို random နဲ့ select လုပ်မယ်။ winner တဦးချင်းစီမှာ9000ရမယ်။ stay tuned လုပ်ပြီး chance ကို miss မဖြစ်ပါစေနဲ့။ဟုတ်တယ်။ trade ကျွန်တော်အနိုင်ရဖို့စတင်နေပြီ။တငယ်ချင်းများဒီပုံကို try လုပ်ကြည့်ပါ။ market charts analyze မလုပ်ဘဲ signals တွေကိုတယောက်ယောက်စီမေးစရာမလိုဘဲ trades place လုပ်ပြီး profits ရဖို့ very helpful ပါ။တငယ်ချင်းများတင်တို့မှာကလေးရှိရင် school fees medicine future အတွက် money ကဘလောက်အရေးကြီးတယ်ဆိုတာသိမှာပါ။ money မရှိရင် life က very hard ဖြစ်သွားတယ်။ဒါကြောင့်ကျွန်တော်အမြဲပြောတဲ့ time waste မလုပ်ပါဘူး။ many rich people တွေ trading လုပ်ပြီး life change လုပ်နေကြတယ်။ကျွန်တော်ဘလို့အနိုင်ရလာတယ်ကြည့်ပါ။ကျွန်တော် make strategy က great အလုပ်လုပ်နေတယ်။တင်တို့ကျွန်တော် make trading strategy ကို follow လုပ်နိုင်တယ်။ပြီးရင် channel subscribe လုပ်ရင်ကျွန်တော်အမြဲတမ်း trading journey မှာ guide လုပ်ပြီး help လုပ်ဖို့ရှိနေမယ်။တငယ်ချင်းများဒီပါနဲ့ trading start လုပ်ချင်ရင် link က video description ထဲမှာရှိတယ် comment section မှာလည်း pin လုပ်ထားတယ်။ next signal က 1 minute အတွက် up ပါ။ကျွန်တော်နှစ်ခု trade ပဲယူမယ်။အိုဖျားသခင်ဒါ big red candle ပဲ market က crash ဖြစ်နေတယ်။အကယ်၍ကျွန်တော် up signal ယူရင် 1 minute အတွက် very risky ပါ။ကျွန်တော် time ကို 2 minutes ပြောင်းပြီး up trade ယူမယ်။ crash candle က up သွားမလား crash ဆက်ဖြစ်မလားကြည့်ရအောင်။ကျွန်တော် check လုပ်နေတယ်။ဒါက down ဆက်သွားရင်ကျွန်တော် money lose ဖြစ်မယ်။ up သွားရင် huge profit ရမယ်။ဒီ trade ပြီးဖို့စောင့်ပါ။တငယ်ချင်းများကျွန်တော် YouTube channel ကို subscribe လုပ်ပြီးဒီ video က 2000 view ရောက်ရင် random နဲ့ select လုပ်ထားတဲ့ winner တွေအတွက်တယောက်ကို9000 giveaway house လုပ်မယ်။တင်တို့ဝင်ရင်ကျွန်တော် contact လုပ်မယ်။9000အနိုင်ရဖို့ chance အတွက်ကျွန်တော် YouTube channel ကို subscribe လုပ်ပါ။ help လိုအပ်ရင် message ပို့ပါ။ကျွန်တော် subscribers တွေကို help လုပ်ရတာသဘောကျတယ်။ subscribe လုပ်ပါ videos တွေကိုချက်ချင်းရရှိမယ်။ကျွန်တော်အမြဲ trading tricks တွေ share လုပ်တယ်။တခြား anything else မလိုအပ်ဘူး။ market က select crash ဖြစ်နေတယ်။ဒါက win ဖို့ risky chance ပါ။ကျွန်တော်9 minutes အတွက် more traders ယူနေတယ်။အခုကျွန်တော်ဘောက်ကို use မလုပ်ဘူးဒါပေမဲ့အရင်က signal ပေးထားတယ်။ကျွန်တော် up trade ယူတယ်ဘာလို့ဆို up သွားမယ်လို့ယုံကြည်လို့ပါဒါပေမဲ့ market crash ဖြစ်နေတာမို့ထိုင်ယူရမယ်။တင်တို့ market crashes ကိုနားလည်ရမယ်။ stabilize ဖြစ်ဖို့နဲ့ good moment ရှာဖို့ time လိုတယ်။ဒါပေမဲ့ risk ယူပြီး very low candle မှာ trades place လုပ်ရင် big money ဝင်လို့ရတယ်။ကျွန်တော် trading result ကအရန်ဆိုးတယ်တကယ်ချင်းများ။ဟုတ်တယ်ကျွန်တော်အနိုင်ရဖို့စတင်နေပြီ။အခု good position မဆိုးဘူး။ကြည့်ရအောင် huge profit ရမယ်လို့ hope လုပ်တယ်။9000 giveaway အတွက် subscribe လုပ်ဖို့မမေ့ပါနဲ့။တင်တို့ video ကို friends တွေနဲ့ဒါမှမဟုတ်ခါနဲ့ Facebook မှာ share လုပ်ပြီး2000 view ရောက်အောင်ကူညီပေးနိုင်တယ်။2000 view ရောက်ရင်ကျွန်တော် live လုပ်ပြီး giveaway video လုပ်မယ် winners တွေကို random နဲ့ select လုပ်ပြီး wallet ကနေ money ပို့တဲ့ live proof ကိုပြမယ်။ share လုပ်ဖို့ဒါမှမဟုတ် comment လုပ်ဖို့ force မလုပ်ပါဘူး။ဒါပေမဲ့ interest ရှိရင် share လုပ်လို့ရတယ်။9000အနိုင်ရဖို့ chance အတွက် YouTube channel subscribe လုပ်ဖို့ recommend လုပ်တယ်။တငယ်ချင်းများကျွန်တော်တင်တို့ကို so much love တယ်။ဒီ video က lengthy ဖြစ်နေတယ်ဒါပေမဲ့တင်တို့ something learn ရမယ်။ကျွန်တော် fully confident ဒါက helpful video ပါ။တင်တို့ definitely something learn ရမယ်။ keep subscribing ကျွန်တော် Telegram group create မလုပ်ဘူး။ကျွန်တော်တင်တို့ကို YouTube channel မှာ welcome လုပ်တယ်။ subscribe လုပ်ရင်9000 chance ရမယ်ဒါကတင်တို့မိသားစု trading journey ကို help လုပ်နိုင်တယ်။ဒီ bug ကို useful လဲ recommend လုပ်တယ်။ဒါက very simple ဖြစ်ပြီး DeepSeek က power လုပ်ထားတယ်။ DeepSeek ကို main website ကနေ use လို့ရတယ်ဒါက China ကပါ။ bot link က video description box ထဲမှာရှိတယ်။ကျွန်တော်ဒီ trade ပြီးဖို့စောင့်နေတယ်။အခုတော့ကျွန်တော်8ခုမြောက် trade က run နေတယ်။ help လိုအပ်ရင် comment box ထဲမှာ comment လုပ်ပါကျွန်တော် reply လုပ်မယ်။ giveaway အတွက်2000 views ရောက်အောင် friends တွေနဲ့ share လုပ်ပါ။ many people trading ကနေ rich ဖြစ်ပြီး lifestyle completely change လုပ်နေကြတယ်။တင်တို့ daily TikTok, YouTube, news တွေမှာမြင်ရတယ်။ဒါဆိုဘာလို့တခြားသူတွေကိုပဲကြည့်နေမလဲ။ wait မလုပ်ပါနဲ့တင်ကိုယ်တိုင်အတွက် something try လုပ်ပါ။ small နဲ့စတင်ပါ20နဲ့ပဲဖြစ်ဖြစ်။အဲ့ဒီကနေ war လုပ်ရင် step by step grow လုပ်ပါ။ဒါကတင်တို့ရဲ့ new life ရဲ့ start ဖြစ်နိုင်တယ်။ကျွန်တော်ထပ်ပြီးအနိုင်ရဖို့စတင်နေပြီ။ဒီနေ့ကျွန်တော် low amount ကနေ good profit ရတာပါ။
ပုံမှန်အားဖြင့် low amount နဲ့ trading လုပ်ဘူးဒါပေမဲ့ grow လုပ်နေပြီး big amount ဖြစ်အောင်လုပ်မယ်အခု balance withdraw မလုပ်ဘူးမကြခင်တစ်ဆက်တူညဖြစ်အောင်လုပ်မယ်တငယ်ချင်းများသင်တို့အားလုံးကို live မြင်ရမယ်ကျွန်တော်ဒီ balance ကနေထပ်ပြီး trading start လုပ်မယ် videos တွေဆက်လုပ်မယ်နောက်ဗီဒီယိုအတွက် YouTube channel subscribe လုပ်ပါတစ်ဆက်တူညဘယ်လိုလုပ်မလဲပြမယ်သင်တို့အားလုံးကို live မြင်ရမယ်ကျေးဇူးတင်ပါတယ်